YouTuber တွေ Vlogger တွေ Podcaster တွေအတွက် content ဆိုတဲ့အကြောင်းအရာကအရေးကြီးသလိုဒီအကြောင်းအရာတွေကိုပေါ်လွင်ထင်ရှားအောင်နောက်ခံစကားပြောနဲ့တင်ဆက်ရတဲ့အခါမှာကိုယ့်ရဲ့အသံ quality ကလည်းအရေးကြီးပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ recording လုပ်ထားတဲ့နောက်ခံစကားပြောအသံတွေကိုအားလုံးပဲမင်္ဂလာပါ Digital Office 360ကနေကြိုဆိုပါတယ်ဒါကတော့ audio testing လုပ်နေတာဖြစ်ပါတယ်ဒီလိုအသံကနေပြီးတော့မှအားလုံးပဲမင်္ဂလာပါ Digital Office 360ကနေကြိုဆိုပါတယ်ဒါကတော့ audio testing လုပ်နေတာဖြစ်ပါတယ်ဒီလိုအသံမျိုးဖြစ်အောင် free software ဖြစ်တဲ့ Audacity ကိုသုံးပြီးတော့ဘယ်လိုပြင်ဆင်သွားရမလဲဆိုတာကိုဝေမျှပေးသွားမှာဖြစ်ပါတယ် Audacity software က Windows နဲ့ Mac OS အပြင် Linux OS တွေအတွက်ပါ free ပေးထားပါတယ် download link ကိုလည်း video ရဲ့ description မှာထည့်ပေးထားပါတယ်ကျွန်တော်အခုသုံးနေတဲ့ Audacity ကလက်ရှိမှာနောက်ဆုံး update ဖြစ်တဲ့ version 3.7.1 ဖြစ်ပါတယ်ကျွန်တော်တို့ Audacity ကိုဖွင့်လိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့ interface ကိုအခုလိုမျိုးမြင်ရမှာဖြစ်ပါတယ် Audacity နဲ့အလုပ်လုပ်တဲ့နေရာမှာကျွန်တော်အပိုင်းနှစ်ပိုင်းရှိပါတယ်တစ်ပိုင်းကတော့ကျွန်တော် Audacity ထဲမှာပဲဓာတ်ရိုက်အသံသွင်းတာဖြစ်ပြီးတော့နောက်တစ်ပိုင်းကတော့တနေရာရာမှာသွင်းထားပြီးသားအသံတွေကို Audacity ထဲကိုခေါ်ထည့်ပြီးတော့မှပြင်ဆင်တာဖြစ်ပါတယ်အကယ်၍ Audacity ထဲမှာပဲဓာတ်ရိုက်အသံသွင်းမယ်ဆိုလို့ရှိရင်တော့ဒီအပေါ်က audio setup ထဲမှာအရင်ဝင်ပြီးတော့မှချိန်ထားရပါမယ်ဒီထဲမှာဆိုလို့ရှိရင် playback device ရယ် recording device ရယ် audio setting တွေမှာကိုသုံးမဲ့ device တွေနဲ့ channel တွေကိုရွေးပြရမှာဖြစ်ပါတယ် playback device ဆိုတာကတော့ကိုပြန်ကြားရမယ့် speaker ဒါမှမဟုတ်ကိုဆက်နဲ့ချိတ်ဆက်ထားတဲ့ output တစ်ခုခုကိုရွေးပြရမှာဖြစ်ပါတယ် recording device မှာတော့ကိုဆက်မှာတက်ထားတဲ့အသံသွင်းမဲ့ mic တစ်ခုခုကိုရွေးပြရပါမယ်ကျွန်တော်မှာဆိုရင် built-in microphone ရယ် PD100U ဆိုတဲ့ကျွန်တော် dynamic mic တစ်လုံးရှိပါတယ်လက်ရှိမှာဆိုလို့ရှိရင်ကျွန်တော် PD100U နဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်သူ့ရဲ့အောက်ဆုံးမှာ audio setting ရှိပါတယ် audio setting ထဲမှာဆိုလို့ရှိရင်အဓိကအပြင်ကျွန်တော်တို့က channels ကိုရွေးပြရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ device က PD100U ကိုရွေးထားတဲ့အချိန်မှာကျွန်တော်ရဲ့ channel က mono အနေနဲ့ပဲရွေးလို့ရပါတယ်အကယ်၍ကျွန်တော်ကအပေါ်က device ကို built-in microphone အနေနဲ့ကျွန်တော်ရွေးလိုက်မယ်ဆိုလို့ရှိရင်တော့အောက်မှာ stereo ဆိုတာပေါ်လာပြီဖြစ်ပါတယ်ဒီနေရာမှာကတော့ကိုချိတ်ဆက်မယ်ကိုယ့်ရဲ့ device ပေါ်မှာမူတည်ပြီးတော့မှ mono လား stereo လားဆိုတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်အားလုံးရွေးချယ်ပြီးဆိုရင်တော့ကျွန်တော် okay နှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့အတန်စသွင်းလို့ရပါပြီအတန်သွင်းဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်ကရိုးရိုးတန်းတန်းပဲဒီအပေါ်က recording button လေးကိုနှိပ်လိုက်အောင်ပါပဲဒါဆိုလို့ရှိရင်အခုမြင်ရတဲ့အတိုင်းပဲအတန်စသွင်းသွားပါပြီဒီမှာဆိုရင် audio track 1အနေနဲ့အတန်သွင်းသွားပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော် Audacity မှာဓာတ်ရိုက်အတန်သွင်းတဲ့နည်းလမ်းပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်နောက်တစ်ပိုင်းအနေနဲ့ကကြတော့ကျွန်တော်တို့အတန်သွင်းထားပြီးသားကိုယ့်ရဲ့ဖုန်းနဲ့ပဲဖြစ်ဖြစ်တခြားသော audio recording software တစ်ခုနဲ့ပဲဖြစ်ဖြစ်အတန်သွင်းထားတဲ့အတန်တွေကိုလည်း Audacity ထဲမှာခေါ်ထည့်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်ဒီ track လေးကိုပိတ်လိုက်ပါမယ်အဲ့တော့ Audacity ထဲကိုကျွန်တော် record လုပ်ပြီးသားအတန်တွေကိုခေါ်ထည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ file ထဲကနေပြီးတော့မှ input နဲ့သွားပါမယ်ဒီမှာဆိုရင် audio ကိုကျွန်တော်ရွေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်အသင့်သွင်းထားပြီးသား audio file တစ်ခုကိုကျွန်တော်ရွေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော် open လေးနှိပ်လိုက်ပါမယ်အခုဆိုလို့ရှိရင်ကျွန်တော်ရဲ့ audio file လေးက Audacity ထဲကို audio track တစ်ခုအနေနဲ့ရောက်လာပါပြီဒါဆိုရင်ကျွန်တော်ဒီ track လေးကိုတစ်ချက်လောက်နားထောင်ကြည့်ရအောင်အားလုံးပဲမင်္ဂလာပါ Digital Office 360ကနေကြိုဆိုပါရစေဒါကတော့ audio testing လုပ်နေတာဖြစ်ပါတယ် Okay space bar လေးပုတ်လိုက်မယ်အကယ် play ချင်တယ်ဆိုရင်လည်း space bar လေးပုတ်လို့ရတယ်ရက်ချင်တယ်ဆိုလို့ရှိရင်လည်း space bar လေးပုတ်လို့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ကြားခဲ့ရတဲ့ဒီ audio လေးကိုကျွန်တော်တို့က enhance လုပ်မှာဖြစ်ပါတယ်အဲ့တော့ enhance လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ enhance လုပ်ပြီးသွားတဲ့အခါကြားလို့ရှိရင်မူရင်း quality နဲ့မူရင်းအသံနဲ့ဘယ်လောက်ကွာလဲဆိုတာသိရအောင်လို့ကျွန်တော်ဒီ audio track လေးကိုနောက်ထပ် track တစ်ခုအနေနဲ့ duplicate လုပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ဒီ track ပေါ်မှာ double click လေးခေါ်လိုက်မယ်အခုဆိုလို့ရှိရင်ဒါအကုန်လုံးကို select all ဖြစ်သွားတယ်ပေါ့နော်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ edit ထဲကနေပြီးတော့မှ duplicate ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်အောက်မှာ track နှစ်ခုဖြစ်သွားပါတယ် track နှစ်ခုဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ဒီမှာ scroll ဆွဲတယ်ဆိုလို့ရှိရင်အပေါ်အောက်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ကပြန်ပြီးတော့မှကိုယ့်ရဲ့ screen မှာ fit ဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်တော့ဒီ view တွေကိုသွားလိုက်ပါမယ် view တွေကနေပြီးတော့မှကျွန်တော် track size ကို fit to height ကိုရွေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ scroll ဆွဲစရာမလိုတော့ဘူးအပေါ်အောက်ကိုတန်းပြီးတော့မှကြည့်လို့ရပါပြီ Okay ဒါဆိုရင်ကျွန်တော်ကအပေါ်က track လေးကိုတော့သူ့ရဲ့မူရင်း track အတိုင်းပဲထားမယ်အဲ့တော့အောက်က track မှာပဲကျွန်တော်တို့က effect တွေကိုသွားပြီးတော့ apply လုပ်မှာဖြစ်တဲ့အတွက်အပေါ်က track လေးကိုကျွန်တော်လောလောဆယ်မှာ mute လုပ်ထားလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်အခု play လိုက်မယ်ဆိုရင်အပေါ်ကအသံတွေကပါမှာမဟုတ်တော့ပါဘူးဒါဆိုရင်ကျွန်တော်ဒီဒုတိယ track လေးကို select ပေးလိုက်ပါမယ်အခုဆိုရင်ကျွန်တော်မြင်ရတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ရဲ့ audio wave လေးတွေကဒီမှာ
တိတိလေးတွေဖြစ်နေတယ်ဒါကဘာကိုပြောရလဲဆိုလို့ရှိရင်ကျွန်တော်အတန်ကတိုးနေရဆိုတာကိုပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က audio enhance လုပ်တဲ့အခါမှာဆိုလို့ရှိရင်အရင်ဆုံးတခြားသော effect တွေဘာမှမထည့်ခင်မှာကျွန်တော်တို့ဒီ audio ရဲ့ level ကိုကျွန်တော် normalize လုပ်ပေးရပါမယ် normalize လုပ်တယ်ဆိုတာကတော့ကျွန်တော်တို့အခုလက်ရှိမှာဆိုလို့ရှိရင်သူ့ရဲ့ volume ကို adjust လုပ်ပေးတာဖြစ်ပါတယ်အခုလိုမျိုးအတန်တိုးနေရဆိုလို့ရှိရင်သူက volume ကိုတင်ပေးပါတယ်အဲ့လိုမျိုး volume ကိုတင်လိုက်တဲ့အတွက်ကျွန်တော်တို့ရဲ့မူရင်းအတန်ကိုထိခိုက်သွားတာမျိုးလုံးဝမရှိပါဘူးဒါဆိုရင်ကျွန်တော်တို့အရင်ဦးဆုံးသူ့ကို normalize လုပ်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီ track ကို double click ခေါက်လိုက်မယ်အကုန် select all ဖြစ်သွားပြီဆိုတော့မှကျွန်တော် effect ထဲကနေပြီးတော့မှ volume and compression တွေကိုသွားပါမယ်ဒီမှာဆိုလို့ရှိရင်အောက်ဆုံးမှာ normalize ဆိုတာရှိပါတယ်အဲ့တော့ normalize ဆိုတာလေးကိုနှိပ်လိုက်ပါမယ်အဲ့တော့ normalize box ကျလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့သူ့ရဲ့ default အတိုင်းပဲဒီအမှန်ချစ်ကလေးနှစ်ခုကရှိနေမယ်အဲ့တော့ဒုတိယအမှန်ချစ်ပေါ့နော် normalize peak amplitude 2ဆိုတဲ့နေရာမှာသူ့ရဲ့ value ကိုကျွန်တော်တို့က -3.0 dB ပေါ့နော် decibel ပဲထားပေးရပါမယ်ပြီးရင်တော့ကျွန်တော် apply လုပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ audio level လေးကအခုဆိုရင်မြင့်လာတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဒီဟာလေးကိုကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်အောင်အားလုံးပဲမင်္ဂလာပါ Digital Office 360ကနေကြိုဆိုပါရစေ Okay ဒါကအခုကျွန်တော် enhance လုပ်လိုက်တဲ့ normalize လုပ်လိုက်တဲ့ track လေးပေါ့နော်ဒါလေးကို mute လုပ်ပြီးတော့အပေါ်က track လေးနဲ့ကျွန်တော်ရှင်းပြီးနားထောင်ကြည့်ပါမယ်အားလုံးပဲမင်္ဂလာပါ Digital Office 360ကနေကြိုဆိုပါရစေဒါဆိုရင်ကျွန်တော်မူရင်း track တဲ့သူကအတန်ပို့ပြီးတော့မှကျယ်လာတာကိုတွေ့ရပါမယ်Okay ဒါဆိုရင်ကျွန်တော်ပြန်ပြီးတော့ mute ဖြုတ်လိုက်ပါမယ်အဲ့တော့ပထမအဆင့်အနေနဲ့ကျွန်တော်တို့က normalize လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒုတိယအဆင့်အနေနဲ့ဆိုလို့ရှိရင်ဒီ audio ထဲမှာရှိနေတဲ့ noise တွေကိုကျွန်တော်တို့ဖျောက်ပေးမှာဖြစ်ပါတယ်အဲ့တော့ noise တွေဖျောက်တဲ့ဆိုတဲ့နေရာမှာတခုသတိထားမှာကတော့ကိုယ့်ရဲ့မူရင်း audio ထဲမှာ background ကခွေးဟောင်တန်တို့ဒါမှမဟုတ်ကားတွေဖြတ်သွားတဲ့အတန်မျိုးတို့အဲ့လိုမျိုးအတန်မျိုးတွေဆိုရင်တော့သူကဖျောက်ပေးနိုင်မှာမဟုတ်ပါဘူးnoise ဖျောက်တယ်ဆိုတာကဒီလေတိုးတဲ့အတန်မျိုးပေါ့နော်ရှဲဖြစ်နေတဲ့အတန်လေးတွေကိုသူကဖျောက်ပေးတာဖြစ်ပါတယ်ဒါလေးတစ်ခုကိုတော့သတိထားဖို့လိုပါတယ်အဲ့တော့ noise ဖျောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ audio track ထဲမှာဘယ်နာက noise ရှိရဆိုတာကျွန်တော်တို့အရင်နားထောင်ဖို့လိုပါတယ်အဲ့တော့ဒီနေရာလေးကိုကျွန်တော်တစ်ချက် click ချလိုက်မယ်ပြီးရင်ကျွန်တော်နားထောင်ကြည့်ပါမယ်ဒါဆိုရင်နောက်မှာ CC နဲ့အတန်လေးတွေက noise လေးတွေရှိနေအောင်တွေ့ရပါတယ်အဲ့တော့ noise ဖျောက်တော့မယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံး noise ရှိတဲ့နေရာကိုကျွန်တော်တို့ select လေးအရင်ပေးရပါမယ်noise ရှိတဲ့နေရာကို select ပေးမယ် select ပေးပြီးဆိုမှကျွန်တော် effect ထဲကိုသွားမယ် effect ထဲကနေပြီးတော့မှ noise removal and repair ဆိုတာကိုသွားပြီးတော့ noise reduction ဆိုတာလေးကိုနှိပ်လိုက်ပါမယ်အဲ့တော့ noise reduction ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဆင့်က step 1 step 2ရှိပါတယ်ပထမအဆင့်ကဘာလဲဆိုရင် get noise profile ပေါ့နော် get noise profile ဆိုတာကတော့အခုကျွန်တော်တို့ select လုပ်ထားတဲ့အနေထားပေါ့နော်ကျွန်တော်တို့ဒီ noise ကိုဖျောက်မယ်ဆိုလို့ရှိရင်ဘယ်နေရာကဘယ်လို noise မျိုးကိုသူကဖျောက်မှာလဲဆိုတော့ noise ကို sample ပေးရတယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ကအရင်ဦးဆုံးဒီ effect ကို apply လုပ်ခင်မှာအရင်ဦးဆုံးကိုယ့်ရဲ့ noise ရှိတဲ့နေရာလေးကို select လုပ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ select လုပ်ထားပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့က get noise profile ကိုနှိပ်ပေးရပါမယ်အကယ်ဒီနေရာမှာကျွန်တော်တို့အခုလိုမျိုး select မလုပ်ထားဘူးဆိုလို့ရှိရင်သူက get noise profile ကိုနှိပ်မယ်ဆိုလို့ရှိရင် noise ရှိတဲ့နေရာကို select လုပ်ဖို့သူကပြောလာပါလိမ့်မယ်ဒီမှာဆိုရင်တော့ကျွန်တော်က select လုပ်ထားတဲ့အတွက်ဘာ error မှမရှိပါဘူး get noise profile ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်ဒီ window လေးပျောက်သွားပြီသဘောကတော့သူကဒီ area လေးကိုသူကမှတ်သွားပါပြီအဲ့တော့ကျွန်တော်တို့ကဒီ noise မျိုးကိုကျွန်တော်ရဲ့ audio မှာရှိတဲ့ audio တစ်လိုင်းလုံးမှာဖျောက်ချင်တာဖြစ်တဲ့အတွက်ထပ်ပြီးတော့မှ audio တစ်လိုင်းလုံးကို double click ခောက်ပြီးတော့ select all လုပ်လိုက်ပါမယ်ဒီခါကျတော့မှနောက်တစ်ခါပြန်ပြီးတော့ effect ထဲသွားမယ် noise removal and repair ထဲသွားပြီးတော့မှ noise reduction ကိုထပ်နေရပါမယ်ဒီတစ်ချိန်ကျတော့မှကျွန်တော်တို့က step 2ကိုသွားပါမယ် step 2မှာဆိုလို့ရှိရင်သူ့ရဲ့ default အနေနဲ့ပေါ့နော်သူ့ရဲ့ default အနေနဲ့ဆိုလို့ရှိရင်ဒီကိန်းကဏန်းလေးတွေရှိချင်မှရှိပါလိမ့်မယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကပုံသေးမှတ်ထားရမှာကဒီကဏန်းအားလုံးက value အားလုံးကို6လို့ထားပါဒီအပေါ်က noise reduction decibel မှာတော့ကိုယ့်ရဲ့ noise ကအရန်ကိုများတယ်ပေါ့နော်စူညံတန်းကတော်တော်လေး noise တွေများတယ်ဆိုရင်တော့ကျွန်တော်တို့က6ကနေပြီးတော့12အထိထားလို့ရပါတယ်အကယ်၍ကျွန်တော်12ထားလိုက်မယ်ဆိုလို့ရှိရင် noise ဖြောက်တာကပို့ပြီးတော့များလာပါတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ noise ကဘယ်လောက်ရှိလဲမရှိလဲဆိုတာကိုကျွန်တော်တို့ကဒီမှာ decibel သတ်မှတ်ပြီးသွားလို့ရှိရင် preview လေးမှာနားထောင်လို့ရပါတယ်ကျွန်တော် preview လေးတစ်ချက်နားထောင်ကြည့်ပါမယ်အားလုံးပဲမင်္ဂလာပါ Digital Office 360ကနေကြိုဆိုပါရစေဒါ Okay ဒါကကျွန်တော်က12 decibel ထားပြီးတော့မှ noise ဖြောက်လိုက်တဲ့အခါမှာပေါ်လာတဲ့အသံဖြစ်ပါတယ်အကယ်ကျွန်တော်ဒီမှာ0ထားလိုက်မယ်ထားပြီးတော့မှ preview လေးနားထောင်ကြည့်မယ်အားလုံးပဲမင်္ဂလာပါ Digital Office 360ကနေကြိုဆိုပါရစေဒါဆိုရင်အခုကြားရတဲ့အတိုင်းပဲနောက်မှာ share ဆိုတဲ့အတန်လေးရပါလာရပေါ့နော်
ဒါကကျွန်တော်ရဲ့ audio က noise တိတ်မရှိတဲ့ audio မလို့တိတ်မသိတာဘူးပေါ့နော်အကယ်၍ကိုယ့်ရဲ့ audio က noise ရှိတယ်ဆိုလို့ရှိရင်တော်တော်သိတာပါလိမ့်မယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်အနည်းဆုံးကျွန်တော်တို့ကဒီ noise reduction နေရာမှာအနည်းဆုံးတော့ကျွန်တော်6လောက်ထားပေးပါမယ် noise များလို့ရှိရင်12လောက်ထိထားပေးပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့က okay နှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒုတိယအဆင့်လေးပြီးသွားပါပြီအဲ့တော့ noise reduction လုပ်ပြီးသွားပြီဆိုလို့ရှိရင်နောက်တတိယအဆင့်ကတော့ကျွန်တော် high pass filter ကို apply လုပ်မှာဖြစ်ပါတယ်အခုလိုမျိုးပဲကျွန်တော်တို့ audio track တစ်ခုလုံးကို select လုပ်ထားမယ် effect ထဲကနေပြီးတော့မှ EQ and filters ကိုသွားပါမယ်အဲ့ဒီထဲကနေပြီးတော့မှကျွန်တော်တို့ high pass filter ကိုထည့်ပေးမှာဖြစ်ပါတယ် high pass filter မှာဆိုလို့ရှိရင်လည်းသူ့ရဲ့ default အနေနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်နေပါလိမ့်မယ်အကယ်၍ကျွန်တော်ဒီမှာ factory preset ထားလိုက်ပါမယ်เนาะဒါဆိုရင်သူ့ရဲ့ default အနေနဲ့အခုမှစသုံးတယ်ဆိုရင်ဒီလိုမျိုးဖြစ်နေပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာသူ့ရဲ့ frequency value ကို80ထားမယ် roll off မှာကျွန်တော်တို့က 6dB အစား 12dB ထားပေးပါမယ်ပြီးရင်တော့ကျွန်တော်တို့ apply လုပ်ပေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ audio wave လေးတွေပို့ပြီးတော့ပြောင်းသွားတာကိုတွေ့ရပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့တတိယအဆင့်ကိုလည်းလုပ်ပြီးသွားပါပြီအဲ့တော့နောက်ထပ်စတုတ္ထအဆင့်၄ဆင့်မြောက်ကိုသွားပါမယ်ဒီတစ်ခါမှာဆိုရင်တော့ကျွန်တော် compressor effect ကိုထည့်မှာဖြစ်ပါတယ်အဲ့တော့ effect ထဲကနေပြီးတော့မှ volume and compression တွေကမှ compressor ကိုရွေးလိုက်ပါမယ် compressor ကိုရွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီ preset and setting တွေကိုသွားလိုက်ပါမယ်အဲ့ထဲကနေ factory preset ကိုသွားပါမယ် factory preset ထဲကနေပြီးမှကျွန်တော်တို့က lead vocal ဆိုတာလေးကိုရွေးလိုက်ပါမယ် lead vocal ကိုရွေးပြီးသွားပြီဆိုရင်တော့သူ့ရဲ့ default အတိုင်းပဲပေါ့နော်ဒီမှာ threshold dB တို့ makeup gain တို့ပါဒီတိုင်းပဲထားပါမယ်ကျွန်တော်တို့ကစားမှာကဒီအောက်ဆုံးက ratio ကိုကစားမှာဖြစ်ပါတယ်အဲ့တော့ ratio ကိုဒီနေရာမှာကျွန်တော်တို့ကကိုယ့်ရဲ့အတန်ပေါ်မှာမူတည်ပြီးကစားမှာဖြစ်ပါတယ်ဘယ်လောက်ထိကစားမလဲဆိုရင်3 to 4ပေါ့နော်ဥပမာ 3.1 ကနေပြီးတော့မှ 4.0 လောက်ထိကျွန်တော်ကစားလို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော်3လောက်ကစားလိုက်ပါမယ်3ထားလိုက်မယ်ဆိုရင်ဒီနေရာလေးကိုကြည့်ပါနော်ဒီနေရာလေးပြောင်းသွားတာကိုတွေ့ရပါလိမ့်မယ်သူ့ရဲ့စောကမူရင်းက5ပေါ့နော်5ဆိုလို့ရှိရင်ဒီနေရာလေးကလှုပ်သွားတယ်အဲ့တော့ဒီမှာဆိုရင်3ထားလိုက်ပါမယ်ကိုယ့်ရဲ့ audio အတန်ပေါ်မှာမူတည်တာဖြစ်တဲ့အတွက်ဒီ ratio လေးကိုသတ်မှတ်တဲ့နေရာမှာကိုက preview လေးနားထောင်ပြီးတော့မှသတ်မှတ်ရင်အကောင်းဆုံးပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ရဲ့အတန်နဲ့ဆိုလို့ရှိရင်တော့ ratio ကကျွန်တော် 3.2 ဆိုလို့ရှိရင်အဆင်ပြေပါတယ်အဲ့တော့ကျန်တဲ့ဟာတွေကျွန်တော်တို့ပြောင်းစရာမလိုဒီ ratio လေးပဲကစားပြီးသွားရင်ရပါပြီဒါဆိုရင်ကျွန်တော် apply လုပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့နောက်ထပ်5ဆင်းမြောက် filter တစ်ခုကိုထပ်ပြီးတော့ထည့်ပါမယ်ဒီတစ်ခါမှာဆိုရင်ကျွန်တော် effect ထဲကိုသွားပါမယ် effect ထဲကနေပြီးတော့မှ EQ and filter ကိုသွားပါမယ်ဒီထဲမှာဆိုရင်ကျွန်တော်တို့ရွေးပေးရမှာကတော့ filter curve EQ ဖြစ်ပါတယ်အဲ့တော့ filter curve EQ ကိုရွေးလိုက်တယ်ဆိုလို့ရှိရင်အခုမြင်ရတဲ့အတိုင်းတော့ပေါ်လာမှာမဟုတ်ပါဘူးဒါကကျွန်တော်ရဲ့ audio setting ပေါ့နော်ကျွန်တော်နောက်ဆုံး setting ချထားတဲ့ပုံစံလေးဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ default setting အနေနဲ့ဆိုလို့ရှိရင်တော့ဒီတိုင်းလေးဖြစ်နေပါလိမ့်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် EQ filter curve မှာဆိုရင်နှစ်ပိုင်းရှိပါတယ်ကျွန်တော်ရဲ့ဒီဘယ်ဘက်အချမ်းက bass ပိုင်းဖြစ်ပါတယ်ညာဘက်အချမ်းကtreble ဘိုင်းဖြစ်ပါတယ် bass နဲ့ treble ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ apply လုပ်ရမယ့် setting ကကြတော့ preset and setting ကိုသွားပါမယ်အဲ့ထဲကနေ factory preset ထဲကနေပြီးတော့မှကျွန်တော်တို့က low roll of speech ဆိုတာလေးကိုရွေးပြလိုက်ပါမယ်ဒါဆိုရင်သူ့ရဲ့ line လေးပေါ့နော် curve လေးဒီမှာရှိနေတာကိုတွေ့ရပါလိမ့်မယ်ဒါကသူက bass ဘိုင်းမှာပြင်ဆင်ထားတာဖြစ်ပါတယ် treble ဘိုင်းမှာတော့ဘာမှမပြင်ဆင်ထားပါဘူးဒီနေရာမှာဆိုလို့ရှိရင် 0dB ဆိုတဲ့ line လေးရှိပါတယ်အဲ့တော့ဒီ line လေးပေါ်မှာကျွန်တော်တို့ကအမှတ်ကလေးတစ်မှတ်ချပြီးတော့မှအခုလိုမျိုးအပေါ်ကိုဆွဲတင်လိုက်တာကိုကျွန်တော်တို့က audio ကို boost လုပ်တယ်လို့ခေါ်ပါတယ်အကယ်၍ကျွန်တော်တို့ကဒီအမှတ်ကလေးကိုအောက်ကိုဆွဲချလိုက်ရင်ဒါက cat လုပ်တယ်လို့ခေါ်ပါတယ် okay ဒါဆိုရင်ကျွန်တော်သူ့ရဲ့ပုံကို normal တိုင်းလေးပဲထားပါမယ်ဒီတိုင်းလေးရသွားပြီပေါ့နော်အဲ့တော့ကျွန်တော်စောကပြောခဲ့သလိုဒီဘယ်ဘက်အချမ်းဒီ bass ဘိုင်းဖြစ်တယ်ညာဘက်အချမ်းဒီ treble ဘိုင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က treble နဲ့ bass ကိုကစားခြင်းနဲ့ဆိုရင်တော့အရင်ဦးဆုံးကိုယ့်ရဲ့အသံလေးကို preview နားထောင်ပြီးတော့မှကစားပါအဲ့တော့ကျွန်တော်အရင်ဆုံး treble ဘိုင်းလေးကိုကစားခြင်းပါတယ် treble ဘိုင်းလေးကိုနည်းနည်းလေးမြှင့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အတန်လေးကပို့ပြီးတော့ sharp ဖြစ်လာတယ်crispy ဖြစ်လာတယ်ပေါ့နော်နည်းနည်းလေး sharp ဖြစ်လာတယ်အဲ့တော့ကျွန်တော်ဒီဟာလေးကိုနည်းနည်းလေး zoom ဆွဲလိုက်မယ် treble ဘိုင်းကိုကျွန်တော်ဘယ်မှာကစားမလဲဆိုလို့ရှိရင်ဒီမှာ4000 Hz ဆိုတဲ့နေရာလေးရှိပါတယ်ဒီနေရာလေးနဲ့တက်မှာကျွန်တော်အမှတ်ကလေးတစ်ချက်ချလိုက်ပါမယ်ကလစ်တစ်ချက်ချလိုက်မယ်ပေါ့နော်ဒါဆိုရင်အမှတ်လေးရသွားပြီအဲ့တော့သူ့ရဲ့ဘေးမှာနောက်ထပ်အမှတ်လေးတစ်မှတ်ချလိုက်ပါမယ်ဒီအမှတ်လေးကကျွန်တော်ဆွဲတင်ဖို့ပေါ့နော်အဲ့တော့ဒီအမှတ်လေးကိုကျွန်တော်ကဘယ်ထိဆွဲတင်မလဲဆိုတော့ဒီ 6dB line ထိကျွန်တော်ဆွဲတင်ပါမယ်ဒါကကိုယ့်ရဲ့အတန်ပေါ်မှာမူတည်ပြီးတော့ပြင်ဆင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် treble ဘိုင်းကိုထပ်ပြီးတော့မြှင့်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့အတန်လေးကပို့ပြီးတော့မှ crispy ဖြစ်လာမယ်ပေါ့နော်ဒါလေးကိုကျွန်တော် preview နားထောင်ကြည့်ပါမယ်အရင်ဆုံးကျွန်တော်ဆွဲမတင်သေးပဲနဲ့ preview လေးတစ်ချက်နားထောင်ကြည့်မယ်
Okay preview နားထောင်ကြည့်အောင်အားလုံးပဲမင်္ဂလာပါ Digital Office 360ကနေကြိုဆိုပါတယ်ဒါ Okay ဒါဆိုရင်ကျွန်တော် triple bind လေးကိုဆွဲတင်လိုက်ပါမယ်စောစောကကျွန်တော်ပြောလို့6လောက်ထိကျွန်တော်ဆွဲတင်လိုက်ပါမယ်ပြီးရင်ပြန်နားထောင်ကြည့်အောင်အားလုံးပဲမင်္ဂလာပါ Digital Office 360ကနေကြိုဆိုပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့အတန်လေးကနည်းနည်းလေးစွာလာရပါတော့ crispy လေးဖြစ်လာတယ်အကယ်၍ကျွန်တော်ဒီလိုမျိုးတော်တော်လေးဆွဲတင်လိုက်မယ်ဆိုရင်တော့ပို့ပြီးတော့တိတာသွားပါလိမ့်မယ်ပြန်နှားထောင်ကြည့်အောင်အားလုံးပဲမင်္ဂလာပါ Digital Office 360ကနေကြိုဆိုပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့အတန်ကပို့ပြီးတော့မှ treble bind မှာမြင့်လာတာကိုတွေ့ရပါတယ်အဲ့တော့ကျွန်တော်အတန်အနေထားနဲ့ဆိုရင်ကျွန်တော်6လောက်ပဲကျွန်တော်ထားလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ treble bind ကိုပြင်ဆင်တာပါเนาะအဲ့တော့ base bind မှာဆိုလို့ရှိရင်လည်းကိုက base ကိုများခြင်းနဲ့ဆိုရင် base ကိုတင်လို့ရပါတယ်ဒီမှာကျွန်တော် base ကိုတင်ပါမယ်အဲ့တော့ကျွန်တော်ဒီမှာ base ကိုတင်လိုက်မယ်ဒီလိုမျိုးကျွန်တော်တို့ကစားတိုင်းမှာပြန်ပြီးတော့မှ preview လေးနဲ့ပေါ့เนาะ preview လေးနားထောင်ပြီးတော့ကစားတာကောင်းပါတယ်အဲ့တော့ကျွန်တော်အခုဆိုရင် base လေးတင်လိုက်ပြီးနားထောင်ကြည့်အောင်အားလုံးပဲမင်္ဂလာပါ Digital Office 360ကနေကြိုဆိုပါတယ်ဒါဆိုရင်ကျွန်တော်အတန်က base လေးတက်သွားတာကိုတွေ့ရပါမယ်အဲ့တော့ဒီနီးလန်းအတိုင်းပဲကျွန်တော်တို့ကိုယ့်ရဲ့အတန်ပေါ်မူတည်ပြီးတော့မှဒါလေးတွေကိုလိုက်ကစားဖို့ကျွန်တော်အကြံပြုပါတယ်အဲ့တော့ကျွန်တော်ဒီအလဲပိုင်းပေါ့နော်ဒီ mid ပိုင်းမှာလည်းကျွန်တော်နည်းနည်းလေးကစားပါမယ်အဲ့တော့ဒီအနေထားဆိုရင်တော့ကျွန်တော်အတွက်အဆင်ပြေသွားပါပြီကျွန်တော်အတန်နဲ့အဆင်ပြေသွားပါပြီဒါဆိုရင်ကျွန်တော် apply လုပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော် filter curve EQ ကိုလည်း apply လုပ်ပြီးသွားပါပြီအဲ့တော့ကျွန်တော်လိုအပ်တဲ့ effect တွေအားလုံးကိုကျွန်တော်တို့ဒီမှာထည့်ပြီးသွားပြီဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုမျိုးထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ audio wave ကနည်းနည်းလေးပြန်ကျသွားတော့တွေ့ရပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကနောက်ဆုံးအဆင့်အနေနဲ့သူ့ကိုပြန်ပြီးတော့မှ normalize လုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် effect ထဲကိုပြန်သွားမယ် volume and compression တွေက normalize လေးကိုနောက်ဆုံးအနေနဲ့ apply လုပ်လိုက်ပါမယ်ဒီတစ်ခါမှာလည်း -3.0 ပဲထားမယ် apply လုပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ရဲ့ volume လေးကပြန်ပြီးတော့တက်လာတာကိုတွေ့ရပါမယ်ဒါဆိုရင်ကျွန်တော်တို့နားထောင်ကြည့်အောင်အားလုံးပဲမင်္ဂလာပါ Digital Office 360ကနေကြိုဆိုပါတယ်ဒါကတော့ audio testing လုပ်နေတာဖြစ်ပါတယ် Okay ဒါကကျွန်တော်တို့အခု boost လုပ်လိုက်တဲ့ audio track ဖြစ်ပါတယ်ဒါလေးကိုကျွန်တော် mute ပြီးတော့ဒီအပေါ်ကအတန်လေးကိုနားထောင်ကြည့်အောင်အားလုံးပဲမင်္ဂလာပါ Digital Office 360ကနေကြိုဆိုပါတယ်ဒါဆိုရင်တော်တော်လေးကွာခြားသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီနေရာလေးမှာတစ်ချက်လောက်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ရဲ့ audio wave ထဲမှာဒီလိုအဆက်ကလေးရှိတယ်ဒါလေးတွေကတော့ကျွန်တော် noise reduction ထဲမှာပါမှာမဟုတ်ပါဘူးအဲ့တော့ဒါလေးတွေကိုကျွန်တော်တို့ကိုယ်တိုင် manual ပဲဖျောက်ပေးရမှာဖြစ်ပါတယ်မလိုအပ်တဲ့ဒီအတန်လေးတွေစကားပြောတဲ့အခါမှာ blapဖြစ်သွားတဲ့ဟာမျိုးလေးတွေဒါမျိုးလေးတွေကိုတော့ကိုယ်တိုင်ပဲ manual ဖျောက်ပေးရမှာဖြစ်ပါတယ် noise reduction ကဒါလေးတွေတော့ဖျောက်မှာမဟုတ်ပါဘူးဒါလေးတစ်ခုကိုသတိထားဖို့လိုပါတယ်အားလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ audio track ကို export ပြန်လုပ်လို့ရပါပြီအဲ့တော့ဒီမှာဆိုရင်အပေါ်က audio လေးကို mute လုပ်ထားတယ်အောက်က audio ပဲကျွန်တော် export လုပ်မှာဖြစ်တဲ့အတွက်အပေါ်မှာ file ထဲကနေပြီးတော့မှ export audio ကိုရွေးပါမယ် export audio မှာကိုလိုချင်တဲ့ file name တစ်ခုကိုပေးပါမယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာ format ကိုရွေးပါမယ် format နေရာမှာကျွန်တော်တို့ wave ကိုသုံးပါလား mp3 သုံးပါလားကိုလိုချင်တဲ့ format ကိုကျွန်တော်ရွေးပေးရပါမယ်ပြီးသွားပြီဆိုရင်နောက်ထပ်တစ်ခုကတော့ဒီအောက်မှာ channels မှာ mono အနေနဲ့သွားမှာလား stereo အနေနဲ့သွားမှာလားဆိုတော့ရွေးပြရပါမယ် sample rate ကိုတော့ default အတိုင်းပဲ 44100 Hz အတိုင်းပဲထားပါမယ်အားလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ export ကိုနှိပ်လိုက်လို့ရပါပြီဒါဆိုရင်ကျွန်တော်တို့ရဲ့ audio file လေးကို export လုပ်သွားမှာဖြစ်ပါတယ်ဒါကတော့ Audacity ကိုသုံးပြီးတော့မှကျွန်တော်တို့ရဲ့ recording voice အတန်တွေကိုပို့ပြီးတော့မှကောင်းမွန်လာအောင်လုပ်နိုင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်အခုကျွန်တော်ပြောပြခဲ့တဲ့ setting တွေအားလုံးကိုအချိန်ရွေးပြန်ကြည့်လို့ရအောင် PDF စာအုပ်လေးလုပ်ထားပါတယ်အကယ်၍လိုအပ်တဲ့ဆိုလို့ရှိရင်ဘယ်သူမှမဆိုဗီဒီယိုရဲ့ comment မှာ request လုပ်ထားခဲ့လို့ရပါတယ်ကျွန်တော်တယောက်ချင်းစီကိုပို့ပေးသွားပါမယ်